ကဲအားလုံးပဲမင်္ဂလာပါ။ online မှာနော်ဆရာချင်း2ယောက်ပွဲဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးကိုနော်ကျွန်တော်နဲ့တူကြည့်ကြမယ်နော်။ကဲဘယ်သူမှားလဲနော်။အခုကျွန်တော်နဲ့တူကြည့်ကြမယ်။ ကဲ1 2 3 let's go ဒီအောင်ဆိုတဲ့တယောက်စာပစ်သမားလားဘာလဲတော့မသိဘူးထီးလို့မှုလို့နဲ့အားချောင်းတာနေနဲ့များနေလို့ကျွန်တော်ပြောပြမယ်မြန်မာပြည်မှာလည်းစာပစ်သမားတွေတော်တော်များပါတယ်ဗျာเนาะ CN ပေါ်ပြီးနောက်ပိုင်းကျမှ2019 2020မှာ ISA ခေတ်တည်းကမြန်မာပြည်မှာစီနီယာစာပစ်သမားတွေအများကြီးရှိတယ်ချိတ်ချင်ကျွန်တော်ဆက်သွယ်ပေးမယ်ဘာမဟုတ်တဲ့ကောင်တွေကိုဗျာအလူတော်လူကြောတွေကိုခင်ဗျားတို့ကိုးဝယ်နေတာဒီကောင်ကကျွန်တော်တို့ဘယ်လိုမျိုးထိခိုက်ပြီးတော့ပွဲရှာထားသလဲဆိုတော့ကျွန်တော်ဖွင့်ပြပေးမယ်ဒီလိုမျိုးပေးဆိုရင်အလကားပေးတာတော့မျိုးနဲ့ဗျာကျွန်တော်တို့ Facebook page မှာအုံနာအကောက်ပါလာပြီဆိုရင်လည်းအဲ့ဒီ Facebook page ကအလကားပေးတော့မယူနဲ့ဒီဘက်ကကြားရင်နော်အလကားပေးအောင်မယူနဲ့တဲ့အချို့သွားဝယ်ကြတယ်ဗျ Facebook page ကို monetization အောင်လာတာပဲဖြစ်ဖြစ်မအောင်သေးတာပဲဖြစ်ဖြစ်ပေါ့ဗျာဝယ်ကြပြီးတော့ Facebook page မှာ admin တွေကဘယ် admin တွေရှိလို့ရှိမှလည်းမသိဘူးဒီ page မှာအုံနာကောက်ကဝင်ထားမှမသိမဝင်ထားမှမသိယူထားမှဒီလိုမျိုးတွေပေါ့ဗျာအခုဆိုရင်ကျွန်တော်စီကိုရောက်လာတာဘန်လာချိတ်ကြတာ page ၄ခုရှိတယ်ဟုတ်ပြီအကောက်ပိုင်ရှင်ကတော်တော်ရုံမာပြီးတော့ဒါစားပစ်လုပ်ပြီးတော့ရောင်းတာပဲเนาะသူတို့ကကြားတယ်နော်အကောင့်ပိုင်ရှင်ကတော်တော်ရုံမာပြီးတော့စားပစ်လုပ်ပြီးရောင်းတာတဲ့သူတို့ကကြားတယ်နော်ဒီဖြစ်စဉ်အစာဆုံးကိုကျွန်တော်တက်တင်နဲ့တကွပြမယ်နော်ပြပါဆရာဒီမှာရောင်းပြီးခဲ့တဲ့2025အောက်တိုဘာလကကိုရီးယားဒီမွန်လေးဆိုတဲ့ဒီအကောင့်ပိုင်ရှင်ကိုတယောက်ကကျွန်တော်စီမှာစီယံပေးလာဝယ်တော့ရောင်းပေးလိုက်တယ်နော်ရောင်းပေးတဲ့အခါမှာကျွန်တော်တို့ကပေးတွေရောင်းတဲ့အခါမှာအရင်တော့ဆိုရင်တလားတိတိအာမခံချက်ပေးထားတယ်အဲ့ဒီတလားအတွင်းမှာပေးပြောက်တာတွေပါဆိုကျွန်တော်ကရော်ပေးတဲ့စနစ်ပေါ့ဗျာနော်တာဝန်ယူမှုတာဝန်ခံမှုရှိလုပ်ပေးတယ်အဲ့ဒီချိန်မှာဒီအကိုရဲ့ပေးကိုလည်းကျွန်တော်တို့ကအာမခံပေးပြီးတော့တလားဘီယံယူပေးထားတယ်နော်ဆက်ပြောပြမယ်နော်အဲ့တလားပြေသွားတဲ့အချိန်မှာကျွန်တော်တို့က BN တွေပြန်ထွက်မယ်ဆိုတော့ဒီအကောကစာရေးထားတယ်ကျွန်တော်မထွက်လိုက်ပါနဲ့အောင်တော့တဲ့ခဏလောက်ထိန်းပေးထားပါအောင်တဲ့အကောင့်ကအစ်စ်ဆိုတော့ပြတ်သွားမှာဆိုလို့တဲ့သူ့အကောင့်က location တွေမမှန်ဘူးဖြစ်နေတာဗျာသူ့ရဲ့ admin အကောင့်ကနော်ပေးရမဟုတ်ဘူးနော်သူ့ admin အကောင့်ကဖြစ်နေတာအဲ့တော့သူ့အကောင့်ကမမှန်တော့ကျွန်တော်တို့ခဏလောက်နေပေးထားပါအောင်ဆိုလို့ BN အဖြစ်ဆက်နေပေးရတယ်ရှင်းလေးနော်သူနေခိုင်းလို့နေပေးတာအဲ့တော့ပြီးခဲ့တဲ့ဗိုလ်တဖူးနေ့ကညဘက်ကြီးသူကကျွန်တော်စာပို့လာတယ်ညီလေးရေတဲ့ဘီယံပြန်ဖြုတ်ခိုင်းတာပေါ့နော်တော့ digital နဲ့ဘီယံကိုတဲ့အကောင့်ထုတ်ပေးပါအောင်ဆိုတော့ကဲဟုတ်ပြီကျွန်တော်ကသူ့တန်မစိတ်ပို့လိုက်တယ်ကျွန်တော်အားရချိန်တိုင်းဖြုတ်ပေးထားမယ်ပေါ့နော်ညဘက်ကြီးဆိုတော့အဲ့နဲ့အဲ့ညတော့ကျွန်တော်အိတ်လိုက်ပြီးတော့မထုတ်လိုက်မိဘူးနောက်နေ့မှလည်းကျွန်တော်ကထုတ်ပေးလိုက်တယ်ထုတ်ပေးပြီးပြီမဲ့ထုတ်ပေးပြီးပြီမဲ့သူ့တော့ကျွန်တော်ကထုတ်ပြီးသွားပြီလို့စာတော့မပုတ်မိသေးဘူးပေါ့ဗျာအဲ့ရနိုးဆိုကျွန်တော်ထုတ်ပေးသွားပြီအဲ့ဒီအချိန်မှာနေခင်းမှာကျွန်တော်ကဖုန်းဖွင့်ကြည့်လိုက်တော့ဒီအောင်ဆိုတဲ့ကောင်ကဒီပို့တင်ထားတာအဘီယံပါတဲ့ပေဝဲအလကားပေးအောင်ယူနေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာအဲ့အောက်ထဲမှာရှိတဲ့ဘီယံ top digital ဆိုတာကျွန်တော်တို့ရဲ့ဘီယံကျွန်တော်နဲ့ကိုရဲစွမ်းနဲ့ရောင်းထားတဲ့ဘီယံရှင်းလေးနော်စပ်ပြမယ်ဒီမှာအဲ့ကောင်အဲ့လိုမျိုးတင်နေရောတင်တဲ့အခါကျတော့ကျွန်တော်ကပေဝဲတဲ့လူသွားမေးတယ်ဘီယံထုတ်ပြီးွားရင်နော်လို့ဒီကောင်ကဘာတွေအားချောင်းနေရလဲလို့အာမခံပေးထားစဉ်ကာလာအတွင်းမှာဘီယံယူပေးထားတယ်အခုထွက်ဆိုတော့လည်းထွက်ပေးတယ်လေလို့နော်ပွဲဖြစ်ချင်လို့လားလို့ဒီလူကပါတင်နေတာမဟုတ်သေးဘူးနော်လို့မထွက်ပေးဘူးလို့လဲတခါမှမပြောမိဘူးမထွက်ပေးဘူးလို့လဲတခါမှမပြောမိဘူးနော်လို့ထွက်ပေးတဲ့ဟာကိုဘာဖြစ်ချင်တာလဲဗျာလို့ကျွန်တော်ပြောလိုက်တယ်နော်အကိုပဲအရင်တော့မထွက်မင်းနဲ့အောင်နော်ယူပေးထားပါအောင်ဆိုလို့ကျွန်တော်တို့ကယူပေးထားလေလို့အခုကိုကထွက်ပေးပါဆိုတော့ကျွန်တော်ထွက်ပေးရလေလို့အဲ့ကိစ္စကိုပြန်ရှင်းလိုက်တော့လို့ဘာမှလည်းမလုပ်ရဘဲနဲ့စော်ကားခံရင်တော့ငြိမ်ခံနေမှာမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တယ်အဲ့ဒါနဲ့အဲ့ဒီဝယ်တဲ့အကိုကကျွန်တော်ကိုစာပြန်ပို့လာတယ်ဒီမှာညီတဲ့အကိုမသိဘူးနော်တဲ့အကောင့်ကဘာမှမလုပ်ရဘဲနဲ့သူက location ညှိနေတာတဲ့ဒါသူ့အကောင့်သူကသူညှိတာနော်ညှိနေတာတဲ့အရင်တော့ကလည်းဖြစ်ဘူးပါတယ်တဲ့ဖြစ်ဘူးတယ်နော်တဲ့သူကသူဖြစ်တာအကောင့်ကချိန်လိုက်တယ်တဲ့အခုထပ်ဖြစ်တော့ဘာမှလည်းမလုပ်ရသေးဘူးအဲ့ဒါညီလေးကိုပြောရင်ကြာမှာဆိုလို့တဲ့ဟုတ်တယ်အဲ့ဒါဘာကြောင့်လဲဆိုတာသူသိကျင်လို့တဲ့သူ့ကိုသွားမေးတယ်တဲ့နော်သူ့အကောင့် location ဖြစ်တာဗျာအဲ့ဒါကိုသူကအောင်ဆိုတဲ့ကောင်သွားမေးတယ်ထားလိုက်နော်ရှင်းလေးပဲသွားမေးတော့သူကဝင်ကြည့်တယ်တဲ့ဝင်ကြည့်ပြီးတော့ဝယ်လာတာလားလို့အကိုကိုမေးတယ်တဲ့အဲ့နဲ့ဟုတ်တယ်လို့သူကပြောလိုက်ပြီးတော့တဲ့အဲ့ဆိုရင်အုံနာအကောင့်ထွက်ပြီးမှလုပ်လို့ရမယ်လို့ပြောလို့တဲ့ညီလေးကိုထွက်ပြီးဖို့ပြောတယ်တဲ့ဒါပဲနော်တဲ့ကျန်တာကိုဘာမှမပြောဘူးတဲ့နော်ညီလေးမကောင်းကြောင်းလဲကိုဘာမှမပြောထားဘူးတဲ့ဒါပါပဲတဲ့ရှင်းလေးဝယ်တဲ့သူကလည်းရှင်းလေး तू ကဘီယံယူပေးထားပါအောင်ဆိုလို့မထွက်ပါနဲ့အောင်ဆိုလို့ယူပေးထားပါတယ် तू ကထွက်ပေးပါတော့ဆိုလို့ထွက်ပေးလိုက်ပါတယ်ရောင်းသူဝယ်သူသဘောတူကျင်တဲ့ဆိုတာနဲ့ယူပေးထားပါဆိုလို့ယူပေးတယ်ထွက်ပေးဆိုလို့ထွက်ပေးတယ်ရှင်းလေးတော့ခင်ဗျားဘာရှုပ်အောင်ဆိုတော့ဘယ်ခင်ဗျားဘာရှုပ်နေလဲ
ရုံးကကျင်နေပြီဂက်ကမကျင်နေတာခင်ဗျာဘာတွေရှုပ်နေရလဲကိုနဲ့တပုတ်ရဖို့အတွက်နဲ့အာမချောင်နဲ့ခင်ဗျာအတန်းရှင်းရှာလို့ရတဲ့နေရာမှာကျွန်တော်တို့မပါဘူးခင်ဗျာအတန်းရှင်းရှာပြီးတော့ကိုနဲ့တပုတ်ရဖို့အတွက်နဲ့ဘာသာတဲ့ရှိရပေါက်ပန်းစိတ်တွေရှောက်ပြောလို့ရတဲ့နေရာမှာမပါဘူးပြောချင်တခြားလူသားပြောကျွန်တော်တို့လာမပြောနဲ့ကျွန်တော်တို့ကခင်ဗျားနဲ့ပတ်သက်ပြီးတော့ထိခိုက်เสียရလဲဘာမှမပြောထားဘူးကိုလို့ကိုလုံနေတာဘယ်သူမှလည်းမပတ်သက်ဘူးကိုလို့ကိုကျွန်တော်ဆိုစားပိတ်တောင်မပေးဘူးဗျာကိုကကိုပေအောင်ဝယ်ပဲလုပ်တယ်ကျင်နိုင်ဝယ်မကျင်နိုင်မဝယ်နဲ့ဒါပဲရှင်းရှင်းလေးအဲ့ဝယ်တဲ့သူတွေကလည်းအရန်များလို့စာမဖြစ်နိုင်လို့အောင်မှကျွန်တော်ဝိုင်းပြောနေကြတာနော်ဝယ်တဲ့သူတွေကများနေတာကျောင်းမို့ပိတ်အောင်မရှိသေးဘူးလောဆယ်ဒီရပိုင်းဆိုရင်ခင်ဗျာအားတွေတိတ်မချောင်နဲ့ဒီမှာကျွန်တော်ခင်ဗျာဗီဒီယိုဆက်ဖွင့်ပြမယ် အေးအိုနာကောက်ကြီးနဲ့ဒါတယောက်တည်း နော်အဲ့ဒီလူကတင်ထားတဲ့ဗီဒီယိုအောက်မှာကျွန်တော်ကကွန်မန့်သွားရေးတယ်ဒီမှာရောင်းတဲ့လူကနော်ရောင်းတယ်ဝယ်တဲ့သူကလည်းဒီမှာကျင်တဲ့ဆိုတာနဲ့သူဝယ်တယ်ဆိုတဲ့အကြောင်းနော်သူထွက်ပေးပါဆိုလို့ကျွန်တော်ထွက်ပေးပွားပြီဆိုတဲ့အကြောင်းနော်သွားရေးတယ်ဒီကောင်ကျွန်တော်တို့ prime မပြန်ဘူးကျွန်တော်တယောက်တည်းရေးတာမဟုတ်ဒီမှာကိုရဲဆွမ်းဒါကျွန်တော်ကိုပဲဒါသူနဲ့ကျွန်တော်လည်းအတူတူရောင်းထားသူလည်းသွားရေးတယ်ဘာညာနဲ့ဒီမှာတဲ့ BM မသိပေးအောင်မသိပဲနဲ့ဖင်ရားချင်းသေးတယ်ပြောချင်ရင်လည်းတရားစုံစမ်းလေးတဲ့ငါတို့နဲ့လာညှိနေတယ်တဲ့ငါနဲ့လာညှိနေတယ်မနေ့တနေ့ကမှတခြားစာပေသမားတွေမှာ like မေးပြီးတော့ပေါ့နော်ဆရာကြီးစတိုင်ဖမ်းပြီးတော့ဂျင်းထဲနေတာတဲ့ပေါက်ဆက်ရှိရင်လဲတာတည်လာတဲ့တည်လိုက်လို့ရတယ်တဲ့နော် BM မထွက်ပေးဘူးလို့လဲတခွန်းမှမပြောထားဘူးတဲ့ဘာညာနဲ့သူကလည်းရေးတာပေါ့နော်အဲ့ကောင် reply တော့မပြန်ဘူးနော်ကျွန်တော်ရေးထားတဲ့စာကျွန်တော်လည်းကျွန်တော်ရဲ့ official account ချင်းမင်းစားဆိုတဲ့ account နဲ့ကျွန်တော်သွားရေးတယ်ပေးဝယ်သူကိုယ်တိုင်ပြောထားတဲ့စာမင်းမြင်လားဆောက်ပေါ်လို့ဘာဖြစ်စာပေဆရာလဲဘာညာပေါ့ဗျာမင်းတန်းချင်းရှာတဲ့ခံမယ်ထဲမှာငါတို့မပါဘူးနော်လို့ကျွန်တော်သူ့ကိုသွားရေးထားတယ်ဒီကောင်စာမပြန်ဘူးနော်ဒီကောင်မြင်နေကျွန်တော်တို့ရေးတဲ့စာတွေကိုမြင်လို့တော့မှသူလိုက်အောင်ပြောရသေးတယ်ဟမ်မျက်နှာပြောင်တိုက်ချက်ကတော့ရက်ဆက်တယ်ကိုကတခုခုကိုတင်မယ်ဆိုရင်တခြားစုံစမ်းဥပမာကျွန်တော်တို့မထွက်ပေးဘူးကွာလို့ကျွန်တော်တို့ပြောလိုက်တဲ့စကားရှိရဆိုရင်ခင်ဗျားပြောရတယ်ညငါတို့မထွက်ပေးနိုင်ဘူးကွာ BN ကြီးဘာဖြစ်လဲကွာမထွက်ဘူးကွာလို့ကျွန်တော်တို့ပြောထားလားပြောထားရင်ဒီကောင်ဒီမထွက်ပေးဘူးလို့ပြောလို့ကျွန်တော်တင်တယ်ဆိုပြီးတင်တာရတယ်ဗျာတင်ဗျာကျွန်တော်တို့ကလည်းဘာမှလည်းမပြောဘူးသူယူခိုင်းလို့ယူပေးတယ်သူထွက်ခိုင်းလို့ထွက်ပေးတယ်နှုတ်နှစ်ဖက်ချိန်နေလိမ့်ပြီခင်ဗျားအလေကောင်ကနေထပြီးတော့အာချောင်းနေတာခင်ဗျားအဲ့ဒါဘာဖြစ်ချင်တာလဲရှင်းရှင်းလေးနော်ခင်ဗျားဗီဒီယိုဆက်ဖွင့်ပြမယ် တော်ဒီအားရင်တော့ကိုခံဖို့နော် Facebook page ၄ခုကျွန်တော်ဒီမှာဘန်လာချိတ်တယ်ဘန်လာချိတ်တဲ့အကောင့်တွေအကုန်လုံးကိုကျွန်တော်စစ်ကြည့်တယ်ပေးရောက်တဲ့မင်းတွေကဝင်ကြည့်လိုက်လေနာမည်တော့ကျွန်တော်ထည့်မခေါ်ပြောတော့ဘူးဗျာဒီ page ပိုင်ရှင်ဒီရောင်းတဲ့လူတယောက်ပဲပေါ့နော်ဒီ owner ကောက်ကြီးနဲ့ဒါတယောက်တည်းပဲနော် owner ကတော့တယောက်တည်းပဲဒါပေမဲ့ရောင်းတဲ့လူကတူချင်မှတူကြမယ်ပေါ့နော်ဒီလိုမျိုး Facebook page မှာ owner အကောင့်ယူထားပြီးတော့ page တွေကိုရောင်းစားကြတယ်ဗျာနော်ကျွန်တော်ပြောဒီလိုမျိုး owner အကောင့်ပါတယ်ဆိုရင်အလကားပေးတာတော့မြူနဲ့ကျွန်တော်ရဲ့မိတ်ဆွေကဥပမာဗျာသူရောင်းတဲ့တော့ follower 9000ပေါ့ဥပမာဖြစ်ပေါ့နော် follower 9000ရှိတယ်ဒါဆိုအဲ့ဒီ page မှာက follower 3နဲ့တန်းနဲ့ million နဲ့ချီလာပြီဆိုရင်တနေ့မဟုတ်တနေ့မိတ်ဆွေစီက Facebook page ကို तू ကကြိုက်တဲ့ချိန်ပြန်လို့ရတယ်နော်အပေါ်မှာ admin တွေဆိုတာသူကကြားတယ်နော် follower 9000ရှိတဲ့ page လုံးကိုရောင်းပွားကြီးအေးနောက်ကြလို့ follower 3နဲ့တန်းနဲ့ချီလာရင်ပြန်ယူလို့ရတယ်တဲ့ဟိုမင်းလိုမျိုးတခိုးလို့လူမင်းကထင်နေရလားဟဲ့အောင် BN ယူပေးထားစဉ်ကာလာတွဲမှာယူပေးထားတယ်ထွက်ပေးပါသူထွက်ပေးရရှင်းရှင်းလေးပဲနော်မင်းတယောက်တည်းရှုပ်နေတာဒါဆိုရင်မြန်မာနိုင်ငံမှာမင်းသားမင်းသမီးတွေဆယ်လီတွေရဲ့ပေ့တွေမီလီယံချီတဲ့ပေ့တွေရှိတယ်တကယ်ကိုစီနီယာစားပေသမားတွေကသူတို့ရဲ့ပေ့တွေကိုလုံခြုံရေးအနေနဲ့ BN စားပေယူပေးထားရရှိတယ်မင်းလိုမျိုးတခိုးစိတ်နဲ့မင်းလိုတိုင်းမယ်ဆိုရင်အဲ့ဒီလူတွေကအဲ့ဒီမင်းသားမင်းသမီးတွေရဲ့ပေ့တွေလိုက်ခိုးနေရမှာလားဟမ်နော်တကယ်ကိုအမှန်ကန်လုပ်ပေးနေတဲ့စားပေသမားတွေအများကြီးစီနီယာစားပေသမားတွေအများကြီးရှိတယ်ဟိုမင်းလိုလူတိုင်းကတခိုးလိုမင်းထင်နေတာလားကိုယ်စိတ်နဲ့မနိုင်နဲ့ဟဲ့အောင်ပြောချင်တာနော်မင်းရွယ်သူဆိုရင်ဒီတက်ပြောမှာမင်းကိုယ်ကလည်းကြီးနေလို့အဲ့ဒါဆိုရင်ကိုအဲ့ဒီ owner အကောင့်ကိုအကိုဖြုတ်ပေးလို့မရဘူးလားတဲ့နော်အဲ့ဒီလောက်ထိလည်းမအားကြပါနဲ့ owner ဆိုတာကဘိုင်ရှင်ကိုကျွန်တော်တို့ကအပေါ်မှာ admin ရိုးရိုး admin ပဲရှိသေးတယ်ဆိုပေးတယ်မှာစစ် admin တွေကဘလူးတွေရှိတယ်အဲ့ကျွန်တော်ထုတ်ရမယ်ဒီလိုဖြုတ်မှာပဲရမယ်ပေါ့နော်ဒါကြောင့်ဒီလိုမျိုးပေးတွေကိုလုံးဝမဟုတ်ဒီနှစ်ယောက်ကကျွန်တော်လေးစားရတဲ့ဆရာနှစ်ယောက်လေးဖြစ်တယ်နော်ဘယ်သူမှားလဲဆိုတာကိုမင်းမှာရေးခဲ့ပေးကြပါကဲ bye bye